နောင်ဝင်ကွက်ကိုမြည်ရတော့ကြံခင်းပေးနောင်ဝင်ကြီးတွေကမဟုတ်တဲ့တာယာတို့ရောက်နေကြသူတို့နေတူမောင်မိုးတွေတော့၃ယောက်လည်းရောက်နေကြပဲတို့ပေမဲ့သူတို့၃ယောက်ကထုံးစံအတိုင်းဘိုးတို့နဲ့တာယာမှာမမြင်နိုင်ပြီဘိုးတို့နဲ့တာယာကညောင်မေကြီးဝင်းကျင်နဲ့ညောင်မေအော်ဒီလိုက်လံရှာဖွေနေကြတယ်ထို့နောက်ရဲလက်ဆကပ်ပြီးကိုတွေ့တော့ခါမှဘိုးတွေမှစကားဆိုလေတယ်တာယာဒါဘိုးတွေလိုရက်သွားတယ်ကပ်ပြီးကိုဒီလေးကပေတူးလက်ရပဲဒီကောင်ကကပ်ပြီးရင်အမြဲတမ်းစောင်းနေတာဘိုးတွေကပျောက်သွားတော့မောင်ဘိုးတွေတို့ရဲ့အကြောင်းကပြောပြီးပြုံးနေမိဒုံဒီတူတာယာတီလည်းမရဘက်ကြံနေတော့ဝစီလေးများကိုကြည့်တာအဲ့ဝါခိုးတဲ့ကောင်ကဘိုးတင်ပဲကွာကြည့်ပါဒီကောင်အစ်စ်ကိုညီအောင်မခုတ်ဘူးအောက်ခွဲတာကတာအေးကွာသူတို့လည်းရဲလက်ဆကပ်ပြီးလေးကိုကြည့်ပြီးမောင်ဘိုးတွေတို့ကတတိယစကားဆိုနေကြခြင်းပဲဖြစ်ပေတယ်သူတို့ကထိုးထိုးပြောတော့အခါမောင်ဘိုးတွေတို့၃ယောက်ကဦးကောင်းကိုညှိတာဟုတ်တယ်ကိုဖိုးတွေနဲ့ကိုတာယာခင်ဗျားတို့ပြောတာကွက်တီပဲဗျကျုပ်လည်းခင်ဗျားတို့ထင်ရောက်ကိုတတိရတယ်ဗျသူတို့ရဲ့စကားကိုမြင်များမြင်ကျဲလောင်တော့ပြောနေပါသည်ဖိုးတွေနဲ့တာယာဒီကမကြားနိုင်ကြပဲထိုးရင်ကြောင်မင်းအောက်ခြေတွင်တိုက်ပုံအဖြူရောင်ဝတ်ထားပြီးခေါင်းမောင်းဖြူပစိုးအပြာရောင်ကိုဝတ်ဆင်ထားသောလူကြီးတယောက်သူတို့ကိုကြည့်နေတဲ့ဖြင့်ပေတူးမှတတိထားမိပြီးမောင်ဘိုးတွေကပြောပြလိုက်လေတယ်ဘိုးတွေဟိုညောင်မရောက်ကလူကြီးကငါတို့ကိုကြည့်နေတာဟောဟုတ်လားကွာဘာလို့ဘယ်သူမှမမြင်ကြပါဘူးခဟိုမှာကြည့်ပါငါတို့ကိုကြည့်နေတာပါဆိုကိုကိုလေးတို့ကိုကြည့်နေတော့မဖြစ်နိုင်ဘူးလားအေးဟုတ်တယ်ကွာအဲ့ဒါလည်းပြောလို့မရအောင်မောင်ဘိုးတွေကသူတို့ထင်ရမြင်ရကိုပြောပါညောင်မရောက်တွေကြည့်နေတော့လူကြီးကစူးစမ်းတက်ကဲ့ကိုပြန်ကြည့်နေတယ်ပေတူးကထိုးလူကြီးကလက်လန်းပြပြီးအော်ရိပ်စကားဆိုလိုက်လေဖြုတ်ဦးကြီးကျုပ်တို့ကိုမြင်ရလို့လားဗျညောင်ရောက်ကလူကြီးထံမှာမိသီးတုံးပြန်မှုမှမရတော့ခါမှပေတူးကကြံတော့မောင်ဘိုးတွေနဲ့တာအေးကိုကြည့်ပြီးပြောသားပဲငါတို့ကိုကြည့်တော့မဟုတ်ပါဘူးဆိုကိုကိုတဲ့နဲ့ကိုတာရောက်ကိုကြည့်တာနေမှာကွာဒါနဲ့ဒူဒူကြီးကိုတို့ရောင်တခါမြင်ဘူးနော်အဲ့ဒါနေမှာကွာပုံစံကြည့်ရတော့ချမ်းသာမယ်ပုံမဲ့သူတို့စကားပြောနေတယ်ဖိုးတွေနဲ့တာယာကညောင်မင်းကြီးနီးသို့သွားလေတယ်ညောင်မင်းကြီးလေးတွေရက်နေတော့လူကြီးကစကားပြောမိဟုမောင်ဘိုးတွေတော့ထင်ထားတော့လေသူတို့နှစ်ယောက်ကမရက်ပဲရွာဘက်ပြန်လန်းတို့သွားနေလေရသူတို့၃ယောက်ကညောင်မင်းကြီးနီးမှလူကြီးကကွက်ကြည့်နဲ့ကြည့်ပါဘိုးတွေနဲ့တာယာတို့နောက်လိုက်နေစဉ်ကောင်လေးတွေမမြင်ရတဲ့လူတွေနောက်လိုက်ပြီးဘာလို့မလို့လဲဦးကြီးကကျုပ်တို့ကိုမြင်လာလားဗျမြင်လို့စကားပြောတာပေါ့ကွာဦးကြီးကဘယ်လိုလုံးဗျကျုပ်တို့ကိုတရားလုံးမှမမြင်ရဘူးဦးကြီးပဲမြင်ရတယ်ကျုပ်တို့ကဘာဖြစ်သွားညောင်မင်းသားတွေရက်နေတော့လူကြီးကမောင်မိုးတွေတို့ကိုကြည့်ကဟာတိုက်ရေမောနေတယ်ထိုလူကြီးအတန်ကကျဲလောင်လုံးသဖြင့်သူတို့၃ယောက်လုံးနားပါပိတ်ထားရသည်ထိဖြစ်လေတယ်တို့နောက်ထိုးဆန်းသောပုဂ္ဂိုလ်ကြီးကရေမောနေတယ်ဟောရက်လိုက်ပြီးတော့ကောင်လေးတွေငါပြောမယ်တေချာနားတော့မင်းတို့ဘာမှတွေလောက်ခဲ့ကြတယ်ပြောကြကျို့တို့ဘာမှလုပ်လို့လဲဗျဘာမှမလုပ်ပါမင်းတို့တွေကငါအပြစ်ပေးထားတာငါဘာလုပ်လဲဆိုတာသိလားအထက်လန်းဆရာကဦးကြီးကဘယ်ကသာငါညောင်ဝင်ကြီးကရုပ်ကစိုးကွာရုပ်ကစိုးဟုတ်လားကျို့တို့ကိုဒီုံဖြစ်အောင်လုပ်ထားတာခမများလုပ်ထားတာမလားဖိုးထဲမှာရုပ်ကစိုးကြီးကိုကြည့်ပြီးတကားဆိုလိုက်တော့ခါရုပ်ကစိုးကြီးကဥကောင်းကိုညှိငါဖြေးလေးတယ်ထို့နောက်မောင်မိုးတွေမှာမကျင်မနဲ့စကားဆိုပြီးပြင်လိုက်ရတာရင်းနေပီတူးကငုတ်တုတ်ထိုင်ချလိုက်ပြီးလက်အုပ်ချီထားလိုက်ကြတဲ့ဖြင့်မောင်မိုးတွေကိုလည်းထိုင်ပြီးသူတို့လေးတို့လိုက်လို့ဖို့ရအချက်ပြပေးလေနှစ်ယောက်တယောက်ဖြစ်နေသည်မို့သူလည်းပေတူးနဲ့တာရင်းလေးတို့ငုတ်တုတ်ထိုင်ကလက်အုပ်ချီထားလိုက်လေထို့နောက်ပေတူးကရုပ်ကစိုးကြီးခင်ဗျာကျိုးတို့မိုင်မဲခဲ့တာရှိခွင့်လို့ကျိုးတို့ရောက်ကိုပြန်ကျင်နေပါပြီဗျာဇွာမနောက်တော့ဆိုတစောင်းမုန်းလာမှုလို့ပါဟုတ်ပါတယ်ရုပ်ကစိုးကြီးရေကလေးတွေမိုင်မဲတာကိုခွင့်လို့ပေးပါမသိလို့နေဝင်မသိလို့မိုးချုပ်ဟို့တိုင်းမင်းမသိနဲ့ရှောက်ပြောနေသားမှာနဲ့ပေတူမင်းဆက်ပြောကွာအဲ့တဲ့တငေါနဲ့ရုပ်ကစိုးကြီးကတောင်းပန်နေတော့တာအေးကမောင်ဘိုးတွေမှာဟန့်လိုက်ပြီးပေတူကဆက်စကားပြောစေလို့ကထိုကပေတူကမလိမမလိမလေးမို့ခွင့်လို့ပေးပါရုပ်ကစိုးကြီးရေကျိုးတို့ကိုပြန်လို့ပေးပါတော့ပေတူးမှာရုပ်ကစိုးကြီးကဒလက်ဆက်တောင်းပန်နေရရုပ်ကစိုးကြီးမှလက်ကပြလိုက်ပြီတော့ကောင်းလေးမင်းတယောက်တည်းတောင်းပန်တာကတားစုပန်တဲ့လူရောက်တရားစူတောင်းတာနဲ့ညီးနေပြီအဲ့တော့မင်းတို့ကောင်းလေးလူဘက်ကိုပြန်သွားတဲ့မသွားတဲ့ကိုမင်းတို့ရွာသားတွေကိုဆုံးဖြတ်ခိုင်းမယ်ဘယ်လိုဆုံးဖြတ်ခိုင်းမှာလဲဗျမင်းတို့ကိုပြန်လာစေခြင်းတဲ့သူတွေများရင်မင်းတို့လူဘက်ကိုပြန်သွားနိုင်ပြန်လာစေခြင်းတဲ့သူတို့တိတ်မရှိဘူးဆိုရင်တော့ဒီတိုင်းပဲဆက်နေရမယ်အဲ့တော့မတရားဘူးဗျာရုပ်ကစိုးကြီးမတရားမလုပ်ပါနဲ့မောင်ဘိုးတွေမှာရုပ်ကစိုးကြီးကိုမကျင်မနဲ့စကားဆိုလိုက်ရရုပ်ကစိုးကြီးမှမောင်ဘိုးတွေဟာတေချာကြည့်ကဘာမတရားလုပ်လို့လဲကောင်းလေပြောစမ်းပါအောင်ပြောလူတွေကိုကျိုးတော့မှပြောလို့မရတာဗျသူတို့ကကျိုးတို့ကိုပြန်လာသေးခြင်းနဲ့မလာသေးဘူးဆိုတာကျိုးတို့ကဘယ်လိုလုပ်သိမှာအဲ့တော့မပူပါနဲ့မင်းတို့ကောင်းတွေ၃ယောက်ကိုအိမ်မက်တစ်ခါစီမက်ပေးနိုင်အောင်ခွင့်ပြုပေးမယ်မင်းတို့ယုံရတဲ့သူတွေကိုအိမ်မက်ပေးသူတို့ကလာသေးခြင်းနဲ့ဆိုဒီညောင်မင်းအောက်မှာပွဲပေးပြီးမင်းတို့ပြန်လာဖို့တောင်းဆိုခိုင်းလိုက်ဘယ်လိုလဲကောင်းတော့ကောင်းပါလေဗျာကျိုးတို့ကဘယ်လိုအိမ်မက်ပေးရမလဲလွယ်ပါတယ်မင်းတို့စိတ်ထဲမှာအိမ်မက်ပေးခြင်းတဲ့လူကိုတွေ့ပြီးမင်းတို့ပြောချင်တာပြောလိုက်အောင်ပဲလူလူကြီးကမောင်ဘိုးတွေတို့၃ယောက်ကခေါင်းကိုတယောက်တစ်ချက်စီပုတ်လိုက်ပြီးတော့ပျောက်ကွယ်လို့သွားပါလေတော့တယ်
တော့နောက်မဘိုးနဲ့တော့ကတယောက်ကိုတယောက်ကြည့်တာဘယ်သူ့ကိုအိမ်မပေးအောင်လဲငါတို့တယောက်ကိုတစ်ချိန်ပဲပေးလို့ရတာနော်ငါတော့ငါ့ဘာကိုအိမ်မပေးမယ်ကွာမဘိုးနဲ့ကဦးအောင်ကအိမ်မပေးမီပြောတော့ခါပေတူးကငါကတော့ကိုသားရကြီးကိုပေးမယ်ကွာတားကြီးမင်းကဘယ်သူ့ကိုပေးမလဲငါ့ဘာကိုပေးရောမိမကတိတ်ပြီးတော့ဆက်ဆက်စုံမရှိတော့လူတွေကိုစီးအောင်နိုင်မှာမဟုတ်ဘူးကွာရွာလူကြီးအိုးမောင်ကြီးပေးပါကိုဘိုးလေးဆိုရင်ရောဘိုးနေကိုဘိုးလေးနဲ့ကိုသားရအတူရှိနေတာဆိုတော့ကိုဘိုးလေးအဘရွာလူကြီးအိုးမောင်ကြီးကိုပဲပေးကွာဘယ်လိုလဲကြီးကွာမင်းကြမစိုးဘူးကွာကဲအဲ့ဒါအခုကငါတို့လုပ်ငန်းစရအောင်အဝန်းတော့ကလူတွေဖြစ်ရွာတို့ပြန်ပြီးခွင့်ရေးကိုရလာပြီမို့ဝမ်းသာနေကြတော့နောက်သူတို့ကတာမန်မထားပဲညောင်မွန်ကြီးက300လောက်ပြန်ပြီးဦးချလိုက်ကြပါလေတော့တယ်